Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခန်းကြီးနေငပိကျချက်ပြမှာဖြစ်ပါတယ်အရင်ဦးဆုံးကြက်တော်အနေလေးနဲ့အဖြူလေးကိုနောက်နောက်ဆင်းထားပါမယ်ခင်ဗျာနောက်နောက်ဆင်းထားတဲ့ကြက်တော်အနေနဲ့အဖြူလေးတွေကိုကျိတ်ဆက်လေးနဲ့ထည့်ပြီးချိန်မယ်ကျိတ်ဆက်မရှိလို့ရှိရင်လည်းကျွန်တော်တို့ငရုတ်စုံတို့ပေါင်းနဲ့ထောင်းလို့ရပါတယ်Okay ဒါပြီးလို့ရှိရင်တော့ခန်းကြီးလေးတို့အညာချွေပြီးတော့လေးစိတ်စိတ်ထားလိုက်ပါမယ်ခင်ဗျာငရုတ်သီးလေးတွေကိုလည်းအညာချွေပြီးတော့တကြမ်းချမ်းထားပါမယ်ခင်ဗျာဒီနေရာမှာငရုတ်သီးအမှဲ့ကိုမသုံးမှနဲ့အစိမ်းကိုသုံးပို့ပြီးတော့ကောင်းပါတယ်ဆောနာကနည်းနည်းကြံခဲ့တဲ့ကြက်သွန်အဖြူလေးတွေကိုလည်းတကြမ်းချမ်းထားလိုက်မယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟင်းစားချက်လို့ရပါပြီဆိုတော့ကျွန်တော်တို့စီစားတက်ပါမယ်ကြက်သွန်အဖြူနီးနနွဲမုံလေးနဲ့စီတက်ပါမယ်ဒါကတော့စိမ်းသားငပိကျွန်တော်အခုသုံးမဲ့စိမ်းသားငပိဖြစ်ပါတယ်ကြက်သွန်အဖြူနီးလေးတွေချွေအောင်တန်းလာပြီဆိုလို့ရှိရင်အရောင်တင်မုံထည့်ပါမယ်တချို့ကလည်းဒါကိုအစိမ်းမုံလို့ခေါ်ပါတယ်အရောင်တင်မုံလေးတွေရဲလာပြီဆိုလို့ရှိရင်စိမ်းသားငပိလေးထည့်ပါမယ်ငပိလေးတွေကိုကျွန်တော်တို့နှံ့အောင်လို့ပေါ့နော်လိုက်ပြီးတော့ဇုံလေးနဲ့ခြီးပေးမယ်ဒီနေရာမှာကျွန်တော်တို့ခရမ်းကျင်ဒီမထည့်ခင်ပဇွန်ကြောက်ရှိလို့ရှိရင်ပဇွန်ကြောက်တို့ဘာလို့ထည့်လို့ရပါတယ်ကျွန်တော်ကတော့မရှိလို့မထည့်တော့ပါဘူးအစားကတော့ရိုးရိုးခရမ်းကျင်ဒီငပိချက်ပဲချက်မလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကချင်းကန်ဆက်စားချင်တာနဲ့မကြီးနှစ်ရေလေးထည့်လိုက်တယ်ပေါ့နော်ဒီနေရာမှာမကြီးနှစ်ရေမထည့်ချင်လဲ skip လို့ရပါတယ်အရသာတော့ကိုတော့ကျွန်တော်ချက်သားမုံနဲ့ထက်ညက်လေးနဲ့ထပ်ထည့်တယ်အဲ့ဒါကိုမှနည်းနည်းလေးလှတောင်းလို့ငရုတ်သီးမုံလေးထပ်ထည့်တယ်ပေါ့နော်နောက်ဆုံးပဲငရုတ်သီးစိမ်းချက်သွန်ဖြူအချမ်းလေးတွေအုပ်ပြီးရင်တော့ကျွန်တော်တို့ရတာရှိတဲ့ခရမ်းကျင်သီးငပိချက်ချင်းငန်းဆက်လေးရပါပြီခင်ဗျာအားလုံးပဲစားကြပါဦးတကယ်ကျွန်တော်အဆင်ပြေမယ်ဆိုလို့ရှိရင် like and reaction လေးတောက်ချက်နှိပ်ပြီးသွားကြပါအောင်ခင်ဗျာအပန်းမကြည့်ဘူးဆိုပေမဲ့ကျွန်တော်တို့တော့ပိုကောင်းတဲ့ content တွေဖန်တီးဖို့အတွက်အားစီးတစ်ခွက်ဖြစ်ပါတယ်အဆုံးလေးကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ